မိဝိုင်းမှလည်းချိန်နာပြီးတော့နောက်တက်လိုက်တာပေါ့မလားဟုတ်ပါအဲ့ကောင်မှလည်းတကြီးသမီးစုပ်ပြီးတော့လေအမြဲတမ်းနေရာကောင်းလို့ချင်းတယ်မင်းတင်ကြတော့သူ့မထိုက်တော့ဘူးခက်ဟုတ်တယ်သူကလည်းလာလဲမလားရန်ကြီးကြနေတာဟုတ်တယ်ဒီနေ့တကြံကသူ့မဖြစ်ဖြစ်နေဖယ်ရပဲနော်ဟုတ်တယ်ဖယ်ရပဲနော်ဟုတ်တယ်ကဲကြီးဒီမိုင်းစင်းလာတော့ငါပြောလိုက်တယ်ဒီနေ့တကြံကြိုင်ငါ့ကိုပယ်ကမယ်ဆိုလားပဲမဟုတ်တာမိဝိုင်းရဲ့နင်ကတကြီးသမီးပဲဟာငါတော့နင်ခေါင်းဆောင်ထားပြီးကလို့တိုက်ပြနေတာဟုတ်လားငါကတာလဲဗျိုင်းမာကြီးဆိုလားပဲမဟုတ်ပါဘူးတကယ်တည်းနင်ကလေဇီယောင်ငယ်လေးလိုပဲပြန်ဝဲနေချစ်ကြလေးလိုပြောတာဟင်းသားလေးလိုပဲဟုတ်လားဟောအခုတော့နေနေလိုက်ငါတို့ကခိုင်းမယ်ဆိုတချင်းတိုက်နေရတာကကြပါနော်ရလားဟုတ်ကခိုင်းနေအဲ့ဒါလည်းကြည့်မယ်အဲ့ဒါလည်း1 2 3 go နာနာမင်းတို့ရဲ့ကံတော်ဒီမသားရဲ့ကိုယ်ပြောယူရဲ့你要是记得比别好，这个你让他就多些嘛。ပြောလိုက်တာဟဲ့နင်တို့တငယ်ချင်းတွေရှိရန်ကောင်းတာပဲပြီလားဟိုဒါနဲ့လေငါပြောပြရှိသေးရဲ့ဟိုတကြံကြားလို့ရှိရင်လေငါတို့အတူတူကားဖို့နင်တို့အတွက်ကိုငါဖေဖေရှိမဝစ်စုံနေတောင်းကြတယ်ငါတကယ်ရတော့ကောင်းတယ်နော်အဲ့နင်တို့တွေငါတက်တက်ဆုံးပြီမယ်နော်အေးပါဟဲ့သူကားဖို့ငါတခြားလေးချင်းရွေးမယ်နော်တခြားလေးမယ်နော်အဲ့ဆိုရင်နော်အကောင်းဆုံးလုပ်ပေးကြနော်တိတ်ကြနော်ဟုတ်ကဲ့နော်ပြန်တော့မယ်နော်အေးဒါဘယ်နဲ့တော့တကယ်ဒီနော်ငါအတင်မပြောနဲ့မပြောပါဘူးပြောလိုက်တာဒီမှာပါချမှာမပြောရင်တိကျသွားတော့ခဏလိုက်မယ်နော်လက်သာဒါကမှာနော်ကာလာမလေးတတိသမီးကြီးကမှာသွားတော့အေးအတင်းမပြောဘူးနော်တကယ်ချစ်တယ်ကဲဒီနေ့တကြံတော့သိကြပါတယ်ငါတို့ရရှောင်းအောင်ပါပါသူ့ပါနေတကြီးကိုရှောင်းအောင်ပါဟုတ်ပါဟဲ့ဒါပေမဲ့ဘယ်လိုဖြစ်ဖြစ်ဟဲ့ငါတို့ဟိုအဲ့ဒီတစ်ချိန်ငါတို့တက်ဖက်တင်တာဗောတကယ်ကြီးဟုတ်ပါဘူးအဲ့ဒါပဲရှင်းနေပါပဲငယ်ချင်းတို့တကြံတပြည့်နီးလာပြီဆိုတော့တကြံတော့ဘာပလန်လဲဆွဲထားလဲငါတော့တကြံအကျုံလေးမှာပထမအုပ်စုပ်အနေနဲ့ရေပတ်ခတ်ထွက်မှာဟာနေဟိုင်ကြလေတကြံပထမဦးဆုံးနေဆိုဖျားတရားလေးလုပ်ပြီးဖြတ်တန်းရတယ်ဥ့ကြောင့်တားကြမယ်တူတူငါတို့နေမဟုတ်ပါဘူးဟဲ့တကြံပထမဦးဆုံးနေမှာကုသိုလ်ရငါတော့မလုံးရပါပဲလူမယ်ငါတော့ဘယ်မှမသွားပါဘူးအိမ်ထဲမှာပဲနေမှာအသားရမယ်လို့အမလေးငါတော့လေချောင်းတာကိုသွားမှာနင်းတို့ကလေတကြံလေရပတ်ရလေရေဘက်ကထွက်ကြမယ်လေကုသိုလ်ရပါမယ်တကြံတော့ပဲသွားချင်တာဟာဖျားနဲ့တရားနဲ့ဖြတ်တန်းရတယ်တကြံဆိုတာအဲ့ဒါဟုတ်ဘူးငါတဲ့ရွာတောင်ပိုင်းမှာကောက်လေးအများကြီးပဲရေပတ်မှာအကုန်လုံးကရန်ကုန်ကနေဆင်းလာမှာရွာအောင်အဲ့ဒါဘယ်တော့ပြောဖို့ကောင်းမလဲအဲ့တေကိုတော့မပါဘူးတေကိုတော့ပါဖို့အတွက်မလို့ရပါလူရမယ်ကုသိုလ်လုပ်ရမယ်အဲ့တေကိုတော့ပါချင်းသူလည်းသူတရားစကန်လိုက်ပါအဲ့ဒါမဲ့တရားစကန်ပါမယ်ပဲနေမှာငါဆောင်းတာပဲသွားမှာအပြောခရီးပဲသွားမယ်နေဆောင်းတော့ဘောကပတ်စံအများကြီးကုန်တာနေပတ်သက်ရှက်သွားလို့မရဘူးလေကွန်ပျူတာသွားမှာပဲတရားပဲလေဖယားငါတို့အသက်ကြီးမှလောက်ရမှာငါတို့တော့ဟိုမှာမြို့ကနေစင်းလာမှာကောက်လို့ရအများကြီးပဲတစ်ချက်မလောက်ပြောဖို့ကောင်းလိုက်မယ်လေလို့ရတယ်ငါတို့ကအစနေမှာကုသိုလ်ယူရမှာမလို့ရပါလူကြမယ်အဲ့ဆိုနေနဲ့လည်းစားပြီးနောက်ဆုံးလေးဒီအိမ်မှာပဲအကောင်းဆုံးပဲအပေါ်တော့လုံးလင်နာယူပြအခုတမချက်ချင်းဖယားတိရလုံးမယ်တဲ့အော်လေကဲရဘက်ကထွက်မယ်လိုက်ခဲ့ကြလိုက်အိမ်မှာပဲချောင်းတာလည်းသွားမှာအိမ်ထဲမှာပဲနိုင်ဟုတ်တော့တငယ်ချင်းငါတယောက်မှလည်းမခေါ်ပါချာယောက်ျားယူမယ်ဟဲ့ငါပြောမယ်အခုကလေရွာမှာကဖို့တော့ဟိုဘက်ရွာကောင်မလေးအကတိုက်နေကြပြီနော်အေးဟုတ်တယ်အဲ့ဒါငါကြားရတယ်အဲ့ဆိုငါတို့ကဘာလုပ်ကြမှာတော့ငါတို့ရွာလည်းအကတိုက်ရမယ်လေမဟုတ်ဘူးလားပြောအေးဟုတ်တယ်ငါကြပြမယ်သူကကောင်းကတတ်တယ်အဲ့တော့ဝေရထားကလိုက်အဲ့ဝေးငါတို့ကသင်းဆိုမယ်နော်အဲ့ဒါစမယ်နော်တကယ်စမယ်နော်1 2 3 go hey hey လေးပါဒီလို3ယောက်က3ယောက်ဆိုပြီး3တန်ထွက်နေတယ်တစ်ချင်းနဲ့ကမှာတော့ဟောတငယ်ချင်းကငါတချင်းကကောင်းတယ်အဲ့တချင်းနဲ့စုရမှာငါတချင်းနဲ့ကအေးမဟုတ်တာငါတို့ညမလိုကပါလေအဲ့တော့ຫນွေမတချင်းနဲ့ကောင်းပါလေຫນွေမတချင်းနဲ့လည်းကလိုက်နော်အေးဟုတ်တယ်အဲ့ကောင်းမဟုတ်ဘူးသူတို့ညတချင်းနဲ့မကနဲ့ငါတချင်းနဲ့ကငါတချင်းကအခုတက်တောက်မှာထွန်းဖြစ်နေတဲ့တချင်းနဲ့ကမှာငါတချင်းကတေချာပေါက်စုရမှာငါတချင်းနဲ့ပဲကငါတချင်းနဲ့ကလိုက်ပါအဲ့ဆိုငါပဲတချင်းနဲ့ကမှာတော့ကဲအခုလိုတရားတစ်ပေါင်းလဲဆိုငါလည်းညီမှာမဟုတ်ဘူးအဲ့တော့အခုအရန်ထွက်ပြတဲ့ချင်းနဲ့ပဲကလိုက်တော့နော်အဲ့ငါဆိုမယ်လိုက်က1 2 3 go ဒါတဲ့ချင်းနဲ့ကြောက်လိုက်တော့မလားလောက်သားတွေကရေးကြည့်တဲ့စကား
လွယ်လွယ်ရောပါလားစဉ်းစားခြင်းနေတော့ဖြစ်ဖြစ်ပေါ့စဉ်းစားခြင်းမာတယ်ကလာလာလိုက်တာ တောင်းလိုက်တာဟဲ့ဒီနဲ့တိုင်ရမှာ လောက်တော့ရပါလေ တောင်းလိုက်တာဟဲ့ ရိုးကျုပ်ပြောမယ်နော်ဒီနေ့တကြံမှာငါတို့ရွာပထမရမှာနော် အမလေးရစီရမယ်စိတ်ရှ အဲ့တော့ညီတို့ကအစုပိုင်းကိုတာဝန်ယူကျုပ်တို့ကအကပိုင်းကိုတာဝန်ယူမယ်ကဲအဲ့ဒါစားလိုက်လား Okay 1 2 3 go အကြပင်ဒီပွဲမြူးမြူးချာချာ hey စီတော်နဲ့ညမစဲနေဂူဂူလာလောကကြီးမှာပြောရကြအကြဝဲမှာဆုံတွေ့ရမိုးကောင်းငင်မှာကျင်းနေလားကဘာမြေတွေလာမောင်နဲ့တမနေနဲ့လားရွှေနဲ့မြပြောင်းကုန်ရှုမွား hey ရှောရှောမောမလာလာပပကမမကိုရိုင်းက hey စားလိုက်တာဟဲ့နင်တို့ကတာလေးရတယ် โอเค ဒီနေ့တချက်နင်တို့ခလောင်းရပြီလား